ဒီနေ့မှာတော့ကျွန်တော်စောက်ထားတဲ့အိမ်လေးကိုပြပေးတော့မှာဖြစ်ပါတယ်။နောက်ပြီးတော့ဗီဒီယိုပြီးတော့ရင်ကျွန်တော်ရဲ့အိမ်လေးကိုဝေဖန်ပေးကြပါဦး။စေမတေးကဘယ်နဲ့မှာပေါ့။ကဲအဲဆိုရင်ကျွန်တော်ရဲ့အိမ်လေးကိုချက်တော့ကြည့်ကြရအောင်ပေါ့နော်။ဒါတော့ကျွန်တော်အိမ်ကြီးကိုတိတော့မထားဘူးရဒါကျွန်တော်ရဲ့စပါစိုက်ခင်းဒါဆို6ရုပ်ပြီးတော့ဒါရေကန်ပေါ့နော်ရေကန်ဒါရေကန်ပြီးတော့ဒီနားမှာလာကျွန်တော်ဘာလို့ချင်လဲမသိဘူးစကူပေါ့လာlook like that ဒီဟာကျွန်တော်ရဲ့တိုးချန်တိုးရမင်းရဲ့ချန်စီဒါတော့ကျွန်တော်ရဲ့ mind ship လေးဖြစ်ပါတယ်ကျွန်တော် mind တော့တူတဲ့တွန်းပြီးတော့ကျွန်တော်ပြအောင်မယ်ဒါရတော့ကျွန်တော်တက်တက်လှစင်တာပေါ့နော်ပေါ်ပြီးရှိအောင်တော့လမ်းတွေလည်းပေါက်ထားတယ်အိမ်ထဲဝင်ကြည့်ရဒီဘက်ကတော့ကျွန်တော်ပစ္စည်းတွေထားတယ်just မှာဒီလိုကောင်းထားဒီမှာလည်းကျွန်တော်ဘာခုမှရှက်ထားတယ်နောက်ဆုံးကကျွန်တော်ရဲ့အရာပေါ့နော်အခန်းနည်းနည်းမဟုတ်ဘူးဟိုမှာမကြီးကဒါကဆောက်စင်ဒါကကတင်တက်ဒါကျွန်တော်ဒီလိုဒါဒီဘူကနေပြီးတော့အရာကိုကတင်ကိုဆွဲတဲ့ပုံစံပေါ့နော်ကျွန်တော်ထားကြရမယ်တိတ်တော့မဟုတ်ဒါတော့ကျွန်တော်တိုးတွေကနေရာထားရဟာနဲ့လုပ်ထားတော့မီးတိုင်းတွေကိုတိတော့တွန်းထားဒါတော့မီးခေါင်းတိုင်းဒီမှာချက်တဲ့ဟာရဒီကနေချက်တဲ့ဝင်လုပ်ထားပါဟိုမှာမီးခေါင်းတိုင်း yesအားလုံးပဲကျွန်တော်အင်္ဂလိပ်ကိုမှတ်ပနေပါပြီးမလဲဆိုတာကျွန်တော်စောင့်မျှော်နေပါတယ်စေမတေးကဘယ်နှမှတ်ပေးချင်လဲဆိုတာကွန်မန့်မှာရေးတော့ပါကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye